မင်္ဂလာပါညီကိုမိတ်ဆွေတို့ရေဒီနေ့မှာတော့ကိုင်းရဲ့အစိပ်အပိုင်းတွေကိုပျော်ပျော်ပပခံမှန်းကြရင်ねဘဝတုဒ္ဒတွေကိုဖလှယ်ကြအောင်ဗျာပုံကိုတေချာကြည့်ပြီးတော့အပြေမှန်ကိုအချိန်မီရွေးချယ်ပေးပါကဲပထမအဆုံးမေးခွန်းနဲ့စလိုက်ရအောင်ဘေကုန်းလေးတွေကပြီးဆုံးသွားပြီဆိုတော့လူချင်းမင်းတို့ဖြေခဲ့တဲ့အဖြေလေးတွေကိုကွန်မန့်မှာပြောပြပေးသွားခဲ့ပါအောင်ခင်ဗျာဒီလိုမျိုးကားနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒကွစ်တွေနဲ့ tips တွေကိုနောက်ထပ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and share လေးလုပ်ပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်